တူကျောင်းတက်တဲ့လူကအားလာလို့ကျွန်တော်လည်းအဲ့ဒီတက်လို့ဆိုတော့ဒီကတမျိုးရှိကြတယ်ဒီလေလို့ဟုတ်တယ်ဒီကိစ္စမှာထားဒီကလည်းမဟုတ်ပါဘူးကိစ္စလည်းမဟုတ်ကျွန်တော်တို့လို့တော့ခုဘူးလေဒါပေမဲ့လို့အမှန်မှာအမြဲတမ်းနေတိုင်းလူမျိုးတွေတင်ပြီးအဲ့လိုကိုယ်စားရောက်လာဖို့အမြဲတမ်းဟောဖြစ်တဲ့ပေါ့တော့မတရားလေးတင်ရနေတာရဲ့ကိုဘယ်လောက်လုံးလိုက်တာကြည့်ရတာကစမားလေးဒီနောက်ပိုင်းတွေကပုံမတီးလာကြိုက်လူလေးရေးရလေးတွေကတက်ဝင်လေဒီအလေးနဲ့ခင်မိလာနိုင်တယ်ဒါရကသူရေးရှိလာတော့ဒါလိုလဲကျွန်တော်တို့ဒီအားလေးကဖြစ်ရှင်ပြီးလာဒီရောက်ရဲ့အကြီးပြားမှာဖြစ်တယ်လို့ဘုရားကမှန်းကိုကလည်းဒီရတရားလေးပဲရှောက်လောက်လိုက်တဲ့ဟာကြီးကြာလာလို့ရှိရင်အဲ့ဒီတစ်လူကကိုယ်ပုံဝင်ချက်မှာလို့ရှုပ်ပြဆိုင်ရဖြစ်လို့ရှိခဲလို့မျိုးဖြစ်သွားလို့ကောင်းတဲ့အရာရှိတာဒီခုနောက်ပိုင်းလို့ကျွန်တော်ပြောတာကချိုးလို့ဒီလာကျွန်တော်တို့ကဒီလာတဲ့ကျွန်တော်တို့ကတော့ဟိုအောက်လေးရှိတယ်ကိုပြန်ပြီးဖို့ကျွန်တော်ကစဉ်းစားရတာနာမည်မျိုးလေးဖြစ်ပြောလာတယ်ကိုယ့်ရဲ့လက်အနေထားတဲ့လူရှောက်လေဒါတော့ကိုပေါ်တက်ရောက်လေကိုလူရင်းနဲ့ဟာလေးပါဖြစ်နေတယ်တော့ဒီနေ့ကတော့ဒီနောက်ကိုရှင်းမယ်စဉ်းစားတာကြာကျွန်တော်လည်းကျွန်တော်ရှင်းနေတော့ခုနနေ့ရှင်းနေတော့ဖြစ်ဒါတော့ကျွန်တော်ဓာတ်တူးမှရေးတာပေါ့ကိုယ်သားကိုရေးတဲ့ကြိုက်တာ